首先就是我热烈的欢迎中国外交部代表团来到缅甸访问。မြန်မာနိုင်ငံနဲ့ဒေသချင်းတိုင်းပြည်တွေကဖြစ်ပေါ်နေတဲ့အခြေအနေများမှာရှိတော့မြန်မာနိုင်ငံကိုလာဝချင်းရထူးခြားတဲ့ခေတ်တစ်ခုဖြစ်တယ်လို့ပြောရပါတယ်在缅甸这个局势下可以下就来到缅甸访问，就是特别好的事情。ဆိုတော့ကျွန်တော်เนี่ยလည်းဒီမှာ外长阁下也是已经见过好几နိုင်ငံပူးပေါင်းဆောင်ရွက်အကျိုးတူကိစ္စဆောင်ရွက်ကိစ္စတွေမှာအများဆုံးထောက်ကူရနိုင်တယ်ကျွန်တော်ယုံကြည်ပါတယ်我也相信外长合作ဒီပြည်လေးဒီမှာကျွန်တော်ပြောပြပေးပေးပါဒီရဲမှုဖြစ်ပါတယ်我首先介绍一下今天出席的我方的代表人，这位是叶维武中将这位是吴丹水他是外交部部长那位是库布兰杜库布兰他是国防委办公室部长我跟阁下见面的时候我也相信能非常ကျွန်တော်တို့ကအရင်ကတော့ငါပြောမိဖက်နိုင်ငံတွေကျွန်တော်သတ်မှတ်ပြီးတော့မှကျွန်တော်ရှိကြည့်ပြီး2020ဖြစ်နေမြန်မာနိုင်ငံခီးစင်မှာအေးဒီဘူများတိုင်ဝမ်အကျိုးခံစားရတဲ့နိုင်ငံတွေဆိုဖို့နိုင်ငံတွေဖြစ်သတ်မှတ်ရှိပါတယ်中缅联盟的合作已经有长处，中缅联盟已经定下了战略合作伙伴关系。2020年，习近平主席来到缅甸之后，中缅联盟定下了我们今天的会谈能实现巩固我们中缅联盟合作。就是我就交流了，看到。我再次热烈的欢迎阁下来到缅甸。第一场总书记跟总司令、主席阁下见面，我愿转达亲情。ကျွန်တော်တို့အိမ်ကြီးနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကိုထပ်မံတခြင်းနဲ့ပြခွင့်ရရှိတဲ့အတွက်ဝမ်းသာဖြစ်ခဲ့ပါတယ်။ပထမဦးစွာအနေနဲ့လည်းကျွန်တော်ကတရုတ်သမ္မတဂျင်မစ္စတာရှီကျင်းပင်နဲ့ဝန်ကြီးချုပ်ဂျင်မစ္စတာလီချန်ကအဆွေတော်ဥက္ကဋ္ဌကြီးစီကိုချစ်主席阁下的确实是我们的好朋友，也是老朋友。多年来，你始终坚定不移的支持中缅的友好，而且呢，这个积极支持中缅构建利益共同体的建设。那么，加强中国领导人之间建立起来牢固的互信友谊，为中缅的包括情谊做出了突出的贡献，我们对此表示高度赞赏。ဆွေတော်ဥက္ကဋ္ဌကြီးကလည်းတရုတ်နိုင်ငံရဲ့မိဟောင်းဆွေဟောင်းနဲ့မိကောင်းဆွေကောင်းဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဆွေတော်ဥက္ကဋ္ဌကြီးကလည်းတရုတ်မြန်မာမိတ်ဆွေဖြစ်ချစ်ရေးကိုအစရဖုန်တိုးတဲ့မှုကိုလည်းထူးခြားတဲ့အခမ်းကဏ္ဍပါဝင်ခဲ့ပါတယ်။တရုတ်ပြည်ကလည်း支持，同时也是支援中缅好的中间的力量。我们两军之间也建立起来相互理解、相互支持的这种牢不可破的友谊，为中国军方做出了不懈的努力，我们同样给予高度的评价。မြန်မာတပ်မတော်ကရေကိုကာကွယ်ထိန်းသိမ်းခဲ့တဲ့အရေးအကြီးဆုံးအင်အားစုဖြစ်ပါတယ်။ဥက္ကဋ္ဌကြီးဥဆောင်မှုအောက်မှာလည်းမြန်မာတပ်မတော်ကလည်းတရုတ်မြန်မာမိတ်ဆွေဖြစ်ချစ်ရေးနဲ့ပူးပေါင်းဆောင်ရွက်မှုကိုလည်းအရေးကြီးတဲ့အခမ်းကဏ္ဍအားရှိပါတယ်။လူကြီးပါတယ်中国对于友好政策一以贯之，维护国家的独立、主权、统一和领土完整。တရုတ်နိုင်ငံကမြန်မာနိုင်ငံအပေါ်မှာချစ်ခင်အင်းကြီးတဲ့မူဝါဒကလည်းတစ်ဆက်ခါမှရှင်းရှင်းလင်းလင်းသိရှိခဲ့ပါတယ်။ကျွန်တော်ကလည်းဒီနေ့အခါပြုခံတဲ့တရုတ်ဘက်ကမြန်မာနိုင်ငံရဲ့လူလာရေးအချော我们坚决支持总司令下的国家安全。